Apple နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်သူတို့ပြောခဲ့တဲ့စကားနှစ်ခွန်းရှိပါတယ်တော်လန်ရေးတစ်ခုကိုခရီးပေးတယ်အနာဂတ်ကိုပြသခဲ့တယ်ဆိုတာမျိုးတွေပါဆိုလိုတာ Stereo AI နဲ့အဆင့်မြင့်တင်ထားပြီးတော့တာမန် Siri တွေထက်အများကြီးပိုပြီးစမတ်ကြအောင်ပိုပြီးအသုံးဝင်အောင်လုပ်ပြမယ်ဆိုတဲ့ဂရီကိုတော်လန်ရေးတစ်ခုနဲ့တင်စားပြောခဲ့ပြီးတော့သူတို့ဂရီပေးုံနဲ့မဟုတ်ဘဲနဲ့ WWDC လိုပွဲမျိုးမှာပါအဲ့ဒီ AI နဲ့အဆင့်မြင့်တင်ထားတဲ့ Siri ကတကယ်တမ်းဘလို့အလုပ်လုပ်မယ်ဘလို့စွမ်းဆောင်ရည်တွေရှိမယ်ဆိုတာကိုတကယ်တရုပ်ပြမှုတွေနဲ့ပြသခဲ့တာကိုဆိုလိုတာပါဒါမဲ့နောက်ပိုင်းမှာတော့ဒီ feature တွေကို2026ခုနှစ်အထိရွှေ့ဆိုင်းလိုက်ပြန်ပါတယ်ဆိုတော့ဒါ Apple ရဲ့အကြီးမားဆုံးကြာရှုံးမှုတွေရဲ့နမိတ်တွေကိုပြလာနေတာလားအထူးသဖြင့်ဒီနေ့ခေတ်လို AI တွေကိုအပြိုင်ဆိုင်ထုတ်ပြနေတဲ့အချိန်မှာ Apple ကခေတ်နောက်ပြန်ဆွဲနေတဲ့အဖြစ်ကိုတွေးလာနေရတဲ့အတွက်နည်းပညာလောကရဲ့ထိပ်တန်းနေရာတစ်ခုကိုစက်မှထိန်းထားနိုင်ပါအောင်မလားဆိုတဲ့တန်တရားတွေကိုဖြစ်လာစေပါတယ်iPhone တွေနဲ့အတူကမ္ဘာဆက်သွယ်ရေးစနစ်ကြီးတစ်ခုလုံးကိုပြောင်းလဲပြနိုင်ခဲ့တဲ့ကုမ္ပဏီတစ်ခုတောင်မှပြင်းထန်လာနေတဲ့ AI ပြိုင်ပွဲထဲမှာသူတို့ရဲ့နည်းပညာအုပ်ဆောင်မှုတွေဆုံးရှုံးနေနိုင်တယ်ဆိုတာကိုပြသနေပါတယ်။ Apple fan တွေအနေနဲ့လည်းဒီသတင်းကိုကြားရတာတော့တော်တော်လေးစိတ်ပြတ်နေမှာသိကြပါတယ်။ဒါမဲ့ဒါကဘာကိုပြနေလဲဆိုရင် AI ခေတ်မှာဘလို့ကုမ္ပဏီမျိုးမဆိုအချိန်မျိုးနောက်ကျကြံခဲ့နိုင်တယ်ဆိုတာကိုသက်သေပြနေတာပါ။အကောင်းဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ဒါတက်သစ်စတွေအတွက်လမ်းဖွင့်ပေးသလိုဖြစ်လာစေပြီးတော့ပိုကောင်းတဲ့နည်းပညာတွေကိုပိုတက်တာတဲ့ဈေးနှုန်းတွေနဲ့အတူအများအပြားထွက်ပေါ်လာစေတာဖြစ်ပါတယ်ဆိုတော့ Apple အနေနဲ့ဘာတွေများမှားခဲ့ကြလဲဘာကြောင့်ဒီလောက်ထိအခြေအနေတွေဆိုးဝါးသွားခဲ့ကြလဲဆိုတာတွေကိုဒီနေ့မှာမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့နှစ်ဇွန်လတုန်းက Apple ကသူတို့ရဲ့ developer နှစ်ပတ်လည်ပွဲမှာ AI နဲ့ပတ်သက်ပြီးတော့ကမ္ဘာကိုအံ့အားသင့်စေခဲ့ပါတယ်။သူတို့ရဲ့ voice assistant Siri ကို AI နဲ့ပေါင်းပြီးတော့အကြီးအကျယ်အဆင့်မြင့်တင်ပြမယ်လို့ပြောခဲ့တာကြောင့်ပါ။တကယ်တော့ Siri မှာ2011ထဲကစလို့အပြောင်းလဲကြီးကြီးမားမားဘာတစ်ခုမှမရှိခဲ့ပါဘူး။ဒါကြောင့် AI နဲ့ပူးပေါင်းမယ်ဆိုတာဟာလူတွေကိုပို့ပြီးတော့မှစိတ်ဝင်စားသွားစေပါတယ်။သူတို့ပေးခဲ့တဲ့ဂရိတွေကတော့ရှင်းပါတယ် Apple က ChatGPT နဲ့တခြားသော AI assistant တွေလိုပဲလုံးဝအသစ်ပြန်ပြီးဒီဇိုင်းထုတ်ထားတဲ့ပိုပြီး smart ကြပိုပြီးစကားပြောလို့ကောင်းတဲ့ Siri ကို Apple ရဲ့ထုတ်ကုန်တွေအားလုံးမှာပေါင်းစပ်ထားတဲ့ပုံစံနဲ့နောက်ဆုံးမှာအားလုံးကိုလိုက်မိအောင်လုပ်ပြမယ်ဆိုတာမျိုးပါ CEO Tim Cook ကိုယ်တိုင်အပါအဝင် AI ဌာနအကြီးအကဲနဲ့ Software Engineering ဌာနအကြီးအကဲတွေကပါတလေတန်နဲ့ထွက်ခဲ့ကြတာပါဒါမဲ့လည်းသူတို့ရဲ့အပြုံးတွေနောက်ွယ်မှာတော့တခြားသောအကြောင်းအရာတစ်ခုကဖြစ်ပေါ်နေခဲ့ပါပြီဒီ2025 March လထဲမှာတော့ Apple ကသူတို့တခါမှမလုပ်ခဲ့ဘူးတဲ့ကိစ္စတစ်ခုကိုလုပ်လိုက်ပါတယ်အဲ့ဒါကတော့အရှုံးကိုဝန်ခံလိုက်တာလို့တောင်ပြောရမယ်ထင်ပါတယ်သူတို့ရဲ့အသစ်ပြန်တဲ့ဒီဇိုင်းထုတ်ထားတဲ့ AI အခြေပြု Siri feature အသစ်တွေကို2026ခုနှစ်အထိရွှေ့ဆိုင်းလိုက်ပြီလို့ကြေညာသွားခဲ့တာပါ Apple ရဲ့အတွင်းပိုင်းထဲမှာတော့ဒီထက်ပိုပြီး net shine နဲ့ပြောင်းလဲမှုတွေလည်းရှိနေခဲ့ပါတယ်သူတို့ရဲ့ AI ဌာနအကြီးအကဲနဲ့ Siri ရဲ့နေ့စဉ်လုပ်ငန်းတွေကိုကြီးကြပ်သူတွေစီကနေ Siri အတွက်ပေးအပ်ထားတဲ့တာဝန်တွေကိုရုပ်သိမ်းလိုက်တာပါစမ်းသစ်တည်ထွင်မှုနဲ့လက်တွေ့အကောင့်ထဲပုံမှုတွေကိုတန်ဖိုးထားတဲ့ဒါတွေကိုပဲအမြဲပြသခြင်းနေတဲ့ကုမ္ပဏီတစ်ခုအတွက်ကတော့ဒီလိုအခြေအနေမျိုးကစိတ်ပြက်စရာကောင်းတာနဲ့မကတော့ပဲနဲ့ AI ပြိုင်ပွဲမှာလုံးဝရှုံးနိမ့်သွားနိုင်ခြေရှိတဲ့ဘေးအန္တရာယ်တစ်ခုလိုပါပဲဆိုတော့တကယ်တမ်း Apple မှာဘာတွေဖြစ်ခဲ့တာလဲကမ္ဘာတန်ဖိုးအကြီးဆုံးကုမ္ပဏီတစ်ခုကဒီလိုအရေးကြီးတဲ့နည်းပညာစီမံကိန်းကြီးထဲမှာဘာတွေများမှားယွင်းသွားခဲ့ရလဲဆိုတာတွေကစိတ်ဝင်စားဖို့ကောင်းလာပါတယ်အရင် Apple ဝန်ထမ်းဟောင်းတွေပြောပြခဲ့တာကတော့ Siri အဖွဲ့ကအခြေခံအကြဆုံးသောနည်းပညာဆုံးဖြတ်ချက်တွေကိုမချနိုင်ခဲ့ကြဘူးလို့သိရပါတယ်သူတို့ကနဦးစဉ်းစားခဲ့တာကတော့သေးငယ်တဲ့ large language model နဲ့ကြီးမားတဲ့ large language model ဆိုပြီးတော့ large language model နှစ်မျိုးတိစောက်ဖို့ပါသေးငယ်တဲ့ model ကတော့ iPhone တွေပေါ်မှာပဲ local အနေနဲ့ရိုးရှင်းတဲ့အလုပ်တွေအတွက်အလုပ်လုပ်မယ်ကြီးမားတဲ့ model ကတော့ပိုပြီးရှုပ်ထွေးတဲ့အလုပ်တွေလုပ်နိုင်ဖို့အတွက် cloud ပေါ်မှာအလုပ်လုပ်မယ်ဆိုတဲ့ပုံစံမျိုးပါဒါမဲ့နောက်ပိုင်းမှာတော့ Siri ခေါင်းဆောင်တွေကတမျိုးပြောင်းပြီးတော့ဆုံးဖြတ်လိုက်ကြပါတယ်တခုတည်းသောကြီးမားတဲ့ large language model ကိုပဲတိစောက်မယ်အဲ့ဒါအရာအားလုံးကိုလုပ်နိုင်မယ်ဒါမဲ့ဒါ Siri ကို iPhone တွေပေါ်မှာပဲ local run လို့မရတော့ဘဲနဲ့ cloud ပေါ်မှာပဲသွားပြီးတော့ operate လုပ်ရတော့မှာပါဒါအရင်က Apple ရဲ့ကြေညာချက်တစ်ခုဖြစ်တဲ့သုံးစွဲသူတွေရဲ့ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် Siri လုပ်ငန်းစဉ်တွေကိုဖုန်းပေါ်မှာပဲ operate လုပ်စေမယ်ဆိုတဲ့အာမခံချက်နဲ့တက်တက်ကြီးကိုလွဲချော်သွားခဲ့တာလည်းဖြစ်ပါတယ်တကယ်တော့ Apple ရဲ့အတွင်းပိုင်းမှာဖြစ်နေကြတဲ့ပြဿနာတွေကဒီလိုနည်းပညာပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေထက်တောင်ပိုပြီးတော့မှ net shine ပါသေးတယ်
သူတို့တွေထဲမှာအတွေးခေါ်ကွဲပြားတဲ့အဖွဲကြီးနှစ်ဖွဲ့ကြားကရင်ကျေးတဲ့စစ်ပွဲတစ်ခုဖြစ်ပွားနေခဲ့တာပါ Software Engineering ဌာနကတော့ထိရောက်မှုနဲ့အကောင့်ထဲပေါ်မှုတွေမှာနာမည်ကောင်းရရှိထားပါတယ်ဒါပေမဲ့ AI ဌာနကတော့တချို့သောဝန်ထမ်းတွေကြားမှာ aimless ဆိုပြီးတော့စိုးရတဲ့နာမည်ပြောင်းတစ်ခုရထားတယ်လို့သိရပါတယ်ဒီဌာနတွေကြားတင်းမာမှုတွေကလည်းတဖြည်းဖြည်းပိုပြီးစိုးရလာခဲ့ပါတယ်အရင်ဝန်ထမ်းဟောင်းတွေကတော့မတူညီတဲ့စီမံခန့်ခွဲမှုပုံစံတွေကြောင့်ပြိပက္ခကိုပိုဆိုးစေခဲ့တယ်လို့ပြောပြကြပါတယ်တစ်ဖက်ကရလဒ်ပိုင်းကိုအဓိကထားပြီးတော့တစ်ဖက်ကတော့ theory ဘိုင်းကိုအဓိကထားတဲ့ခေါင်းဆောင်မှုပုံစံတွေကွာသွားကြတာပါ Apple ရဲ့ AI ဝန်ထမ်းဟောင်းတရားစင်ကျော်ရဲ့အဆိုအရဆိုရင်တော့ခေါင်းဆောင်မှုအားနည်းတာဟာ Siri ရဲ့ပြဿနာတွေကိုဖြစ်လာစေတဲ့အဓိကအကြောင်းရင်းလို့ဆိုကြပါတယ်သူတို့ကအထူးသဖြင့်တော့ Siri ရဲ့နေ့စဉ်လုပ်ငန်းတွေကိုကြီးကြပ်ရတဲ့ Robbie Walker ကိုပြစ်မှတ်ထားပြီးပြောဆိုကြတာတွေ့ရပါတယ်အရင်တော့ Walker ဟာနောင်လာမဲ့ Siri version တွေကိုဒီဇိုင်းဆွဲရမှာရည်မှန်းချက်စွန့်စားလို့စိတ်ပါနှဲပါခဲ့တယ်လို့ဝေဖန်ခဲ့ကြပါတယ် Siri ရဲ့ response နှောင့်နှေးတာကိုရာခိုင်နှုန်းနည်းနည်းလေးရှော့ချနိုင်တာမျိုးဒါမှမဟုတ် Hey Siri ဆိုတဲ့အထက်ကနေ Hey ဆိုတဲ့စကားလုံးကိုဖယ်ရှားနိုင်ဖို့နှစ်ကြာခဲ့တဲ့စီမံကိန်းတွေလိုမျိုးသေးငယ်တဲ့အောင်မြင်မှုလေးတွေကိုတော့သူကတခန်းတနာနဲ့ဂုံစာခဲ့ပါတယ်လို့ဆိုကြပါတယ်အဲ့ဒီထဲမှာအထင်ရှားဆုံးကတော့ Siri ကိုအသုံးပြုသူတွေရဲ့စိတ်ခံစားမှုကိုနားလည်ပေးနိုင်အောင်အသုံးပြုသူတွေရဲ့စိတ်ဒုက္ခတွေကိုသိရှိနားလည်ပြီးတော့မှန်ကန်တင့်တော်တဲ့တုံ့ပြန်မှုတွေပေးလာနိုင်အောင်ကြိုးပမ်းခဲ့မှုတွေကို Walker ကရပ်တန့်ပစ်ခဲ့တယ်လို့သိရတာပါဒီလိုအချိန်မျိုးမှာပဲ OpenAI က ChatGPT ကိုချပြလာခဲ့ပါတယ်ဒီသတင်းကနည်းပညာလောကကြီးတစ်ခုလုံးတုံ့လှုပ်ခြောက်ခြားသွားစေတဲ့တော်လှန်ရေးလှိုင်းလုံးကြီးတစ်ခုလိုရိုက်ခတ်သွားခဲ့တာပါဒါမဲ့ Apple ဘက်ကတော့ ChatGPT ရဲ့အောင်မြင်မှုအပေါ်မှာတုံ့ပြန်မှုကလုံးဝခြားနားနေခဲ့ပါတယ် Apple Engineer ဟောင်းတွေရဲ့အဆိုအရဆိုရင်သူတို့ AI team နဲ့အကြီးအကဲတွေဟာဒီကိစ္စကိုအရေးတကြီးတုံ့ပြန်တာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ် AI ဌာနအကြီးအကဲကိုယ်တိုင်ကလည်းဟိုးအရင်တည်းက chatbot တွေအပေါ်မှာတန်တရားရှိခဲ့ဘူးတယ်လို့ဆိုပါတယ် chatbot တွေဆိုတာသုံးစွဲသူတွေအတွက်တန်ဖိုးသိမ့်မရှိဘူးလို့တော့သူ့အောက်ကဝန်ထမ်းတွေကိုပြောခဲ့ဘူးတယ်လို့သိရပါတယ်ဒီလိုဖြစ်နေချိန်မှာ Software Engineering Team ကတော့ ChatGPT ရဲ့အလားအလာတွေကိုကောင်းကောင်းသဘောပေါက်ခဲ့ပြီးတော့ဒါဟာချိန်ချောက်မှုတစ်ခုလို့မြင်ခဲ့ကြတယ်လို့သိရပါတယ်သူတို့က Large Language Model တွေနဲ့ပတ်သက်တဲ့သုတေသနစာတမ်းတွေကိုစတင်ဝေမျှခဲ့ကြပြီးတော့ Apple ထုတ်ကုန်တွေထဲမှာလည်းအလားတူစွမ်းရည်တွေလိုအပ်လာပြီဆိုတာကိုဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်ဒါမဲ့လည်းကုမ္ပဏီရဲ့အဓိကတန်ဖိုးထားမှုတွေအထူးသဖြင့်တော့သုံးစွဲသူတွေရဲ့ကိုယ်ရေးကိုယ်တာလုံခြုံရေးအပေါ်ရပ်တည်ချက်တွေကလည်းထူးခြားတဲ့စိန်ခေါ်မှုတွေကိုဖန်တီးလာခဲ့ပြန်ပါတယ် Apple ရဲ့သုံးစွဲသူတွေလုံခြုံရေးအပေါ်တင်းမာတဲ့ရပ်တည်ချက်တွေကြောင့်ပဲတခြားပြိုင်ဘက်တွေနဲ့ရှင်ပြိုင်နိုင်စွမ်းရှိတဲ့ AI model တွေကိုလေ့ကျင့်ပေးနိုင်ဖို့လိုအပ်တဲ့ကြီးမားတဲ့ data ပမာဏကိုစုဆောင်းနိုင်ဖို့ခက်ခဲစေခဲ့တာပါဒါကြောင့်ပဲ Apple ရဲ့ AI model တွေဟာ OpenAI တို့လိုပြိုင်ဘက်တွေနဲ့ရှင်လိုက်ရင်စွမ်းဆောင်ရည်ပိုင်းမှာအမြဲတမ်းလိုနှိမ့်ကျနေခဲ့ပါတယ်ဒါက Apple အတွက်တော့တကယ်ကိုခက်ခဲတဲ့အခြေအနေတစ်ရပ်ပဲဖြစ်ပါတယ်ကိုရဲကိုယ်တာလုံခြုံရေးစံနှုန်းတွေကို short ချမလားဒါမှမဟုတ် AI စွမ်းရည်တွေမှာနောက်ကျကြံခဲ့ကြမလားခုချိန်ထိတော့ Apple ဟာသူတို့ရဲ့ကိုရဲကိုယ်တာလုံခြုံရေးမူတွေကိုစွန့်လွတ်မဲ့အစားနှောင့်နှေးမှုတွေကိုလက်ခံဖို့ပဲရွေးချယ်ထားခဲ့ကြပါတယ်American dollar 3 trillion လောက်တောင်တန်ကြေးရှိတဲ့ Apple တောင်မှအခြေခံခေါင်းဆောင်မှုအားနည်းချက်တွေအတွင်းရေးပြဿနာတွေကိုမကျော်လွှားနိုင်ခဲ့ဘူးဆိုရင်တော့ဒီထက်ပိုပြီးဆိုးရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ကြရဖို့ရှိနေပြီဖြစ်ပါတယ်ဆိုတော့ Apple ကဒီလိုအခက်အခဲတွေကနေပြန်လဲနလန်ထူလာပြီးတော့ AI ခေတ်မှာပြိုင်ဘက်တွေနဲ့ရှင်ပြိုင်နိုင်ပါအောင်မလားမိတ်ဆွေတွေရဲ့အမြင်လေးတွေကိုလည်းcommentမှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်